အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အစီအစဉ်တစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ဒီအစီအစဉ်ကတော့ကမ္ဘာပေါ်မှာမရှိသလိုမြန်မာနိုင်ငံမှာလည်းမရှိတဲ့စံတင်သောအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒီအစီအစဉ်ကတော့ Lizzie's Guess ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Lizzie's Guess ဆိုတာဘာလဲဆိုတော့ Lizzie's Guess ဆိုတဲ့အတိုင်းပဲနားထောင်ပြီးတော့ခံမဲ့ရမယ့်အစီအစဉ်လေးဖြစ်ပါတယ်ဘာတွေကိုနားထောင်ရမလဲဆိုတော့တချင်းတွေပဲဖြစ်ပါတယ်တချင်းတွေကိုဘယ်လိုနားထောင်ရမလဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်ทีကအဆိုတော့ဒါမှမဟုတ်ဘန်တစ်ခုရဲ့ amber lit တွေကိုသက်ဆိုင်ရာဗီဒီယိုရဲ့ comment section မှာချထားပေးမှာပြီးတော့အဲ comment ကနေတစ်စင်းသက်ဆိုင်ရာ official platform မှာတချင်းကိုဘာရောငါးစင်ပြီးတော့ကျွန်တော်ကြိုက်ငါးဖို့ကို list စကရဲ့ comment section မှာခံမရမှာဖြစ်ပါတယ်ကျွန်တော်ကြငါးဖို့နဲ့တစ်ခါတည်းကြပြီးတော့ပထမဆုံးမှန်တဲ့လူတယောက်ကိုပဲရွေးချယ်ပြီးတော့စုချမှာဖြစ်ပါတယ်ဆက်လက်ပြီးကျွန်တော် list စကရဲ့စီကချက်နဲ့စုတွေအကြောင်းကိုတင်ပြပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်စီကချက်တွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်စီကချက်နံပါတ်1တော့ list စကရဲ့ Facebook page YouTube channel တစ်ခုစလုံးကို follow ဒါမှမဟုတ် subscribe လုပ်ပြီးမှသာကျွန်တော်တို့အစီအစဉ်မှာပါဝင်လေးရမှာပဲဖြစ်ပါတယ်ဆိုလိုတဲ့ကကျွန်တော်ဒီစီစီမှာရည်ထားတဲ့စုတွေကကျွန်တော်တို့ကို follow လုပ်ပေးထားတဲ့ follower တွေကိုဒါပြီးချစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်စီကချက်နံပါတ်2ကတော့ပထမဆုံးမှန်တဲ့လူတယောက်ကိုပဲရွေးချယ်ပြီးတော့စုချမှာဖြစ်ပါတယ်စီကချက်နံပါတ်3ရက်အတွင်း comment တွေကိုတရားဝင်ယူပါတယ်တတိလာနေ့ကနေပိုတခုနေ့အတွင်း comment တွေကတရားဝင်ပါတယ်ချက်တာပရင်းနေ့မှာ matter comment တွေကိုအဖြေဘယ်လိုဝင်မှာကျွန်တော်တရားမဝင်တော့ပါဘူးစုလဲချမှာမဟုတ်ပါဘူးစီကချက်နံပါတ်4တချင်းကိုခံမတဲ့အခါမှာခေါင်းစီလေးနဲ့ပဲတွေ့ရပြီးတော့ခံမပြပါဥပမာကျွန်တော်အနေနဲ့ idiot ပါရဲ့လူအဂီတာ ample ကိုခံမမယ်ဆိုရင်နံပါတ်1အတူနံပါတ်2မီနီနီဘိုနံပါတ်3မီတိုမီနံပါတ်4စုလက်နံပါတ်5တွေ့ရတာဝမ်းသာတယ်ဒီလိုခံမပြီးကိုမိတဲ့ခံပါတယ်စီကချက်နံပါတ်5ကတော့ပိတ်တဲ့လေးကနေတစ်စိပဲတချင်းတွေကိုတွားရောက်နားထောင်ပေးပါအဲ့ဒီလေးတွေက official platform တွေရဲ့ link မလို့ပါတခြား media တခြား channel တွေမှာတင်ထားတဲ့တချင်းတွေကိုတွားရောက်နားစီမယ်ဆိုတော့တချင်းတွေဝယ်လည်မှုရှိနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့စုတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်စုတွေကတော့ခမရတို့ပေါ်မူတည်ပြီးတော့တစ်ပတ်နဲ့တစ်ပတ်တူညီနာမှာမဟုတ်ပါဘူးဗီဒီယိုတစ်ပုတ်အတွက်အပြည့်မှန်တဲ့လူကိုကျွန်တော်တို့ကတတိကျချင်းနေမှာပဲဖြစ်ပါတယ်ပထမပတ်အတွက်ဗီဒီယိုတစ်ပုတ်အပြည့်မှန်တဲ့လူကိုတတိကျချင်းနေမှာဖြစ်ပါတယ်အကယ်လို့ပထမပတ်ကစုတော်ဝင်တဲ့တင်ကိုမိသူကားမှစုခုနာခြင်းမရှိဘူးဆိုရင်အဲ့ဒီစုတော်ဝင်တဲ့တင်ကိုကျွန်တော်တို့ဒုတိယပတ်ရဲ့စုတော်ဝင်တဲ့တင်နဲ့ထပ်ပေါက်ပြီးမှာပဲဖြစ်ပါတယ်ဆိုတော့ဒုတိယပတ်မှာစုတော်ဝင်နဲ့တိကျပဲဖြစ်ပါတယ်ထုံနည်းတူစားပဲဒုတိယပတ်ကစုမေမိသူကားမှခုစုနာခြင်းမရှိဘူးဆိုရင်ဒုတိယပတ်ကစုမေလေတတိယပတ်ကစုမေနဲ့ထပ်ပေါက်ပြီးမှာပဲဖြစ်ပါတယ်ဆိုတော့တတိယပတ်မှာစုမေကတုံးပေးချက်တိတိပဲဖြစ်ပါတယ်ထုံနည်းတူစားပဲတတိယပတ်ကစုငွေကိုမိသူမိဝါကမှခုစုနာခြင်းမရှိဘူးဆိုရင်အဲ့ဒီတတိယပတ်ကစုငွေကိုကျွန်တော်စရုဒ္ဓပတ်ကစုငွေနဲ့ထပ်ပေါက်ပြီးမှာပဲဖြစ်ပါတယ်ဆိုတော့စရုဒ္ဓပတ်မှာစုငွေက၄တိချက်တိတိပဲဖြစ်ပါတယ်စရုဒ္ဓပတ်ပြီးတော့ကျွန်တော်တို့ကပထမအပတ်ကနေပြတ်စားပြီးတော့မှာဖြစ်ပါတယ်အကယ်၍စရုဒ္ဓအပတ်ကစုငွေမိသူကမှစုခုနာခြင်းမရှိဘူးဆိုရင်တတိချက်ကနေပြီးတော့ပြတ်စားမှာပဲဖြစ်ပါတယ်စုငွေကိစ္စနဲ့ပတ်သက်ပြီးတော့ပူပြီးစရာမရှိပါဘူးဘယ် data ဘယ်နိုင်ငံရောက်ကျွန်တော်တို့အရောက်လုပ်ပြနေပါတယ်အရောက်ပို့ပြနေကြောင်းသတိပေးနှုတ်ခွဆက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်